အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ကတော့မူဆယ်မြို့ Northern Falcon MC ဘိုင်ကန်ညီကိုတွေနဲ့ Trump ဖြစ်နေတဲ့နေရာလေးတနေရာကိုသွားမှာပဲဖြစ်ပါတယ်အဲ့ဒါဘယ်နေရာလဲဆိုတာကိုအဆုံးထိလိုက်ကြည့်ကြရအောင် Okay let's go မနက်စောကြီး6နိုင်မှာပဲချင်းဆိုရတဲ့ဆိုင်မှာပဲကျွန်တော်တို့ဘိုင်ကန်ညီကိုတွေစတင်ပြီးတော့ရောက်ရှိလာပါပြီတော့လီကြီးကတော့ကျွန်တော်ပိုင်ကနေပြီးတော့ဆက်ဆောင်နေပါတယ်အခုဝင်လာတဲ့လူကတော့ကျွန်တော်တို့ Northern Falcon MC ရဲ့အုပ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာကျန်တဲ့လူတွေလည်းအားလုံးရောက်ပြီးလူဆိုပြီးမို့ကျွန်တော်တို့ဆိုင်ထွက်သွားပြီခင်ဗျာဒီအကွေးနားလေးကတော့ကျွန်တော်အများအားဗီဒီယိုရိုက်နေကြနေရတယ်ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာတောင်တလုံးကြားထဲမှာနေရောကတန်းနေတာမလို့အရင်ကလှပတဲ့နေရာလေးပါ။စီဆိုင်ရောက်တော့စီဆိုင်မှာစီဝင်ဖြည့်ကြိုင်နဲ့တရားနဲ့တရားဆောက်နေကြတာပဲဖြစ်ပါတယ်။ဟယ်လိုထိုးဆိုင်တိုင်းကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်When the storm meets the flame higher higher wires catch fire echoes bounce off the canyon's cold choir don't crash the whip where the night expires every scar's a ladder rung climbing through fire higher higher shadow drowns higher rising bands but the grip won't tire concrete blooms where the dreams conspire count the miles in the ache of desire အားလုံးလည်းစီဒီအကုန်ထိပ်ပြီးဆိုတော့ကျွန်တော်တို့စတင်ထွက်ခွာပါပြီယူနီတွေနဲ့ဖုံးလွှမ်းနေရဆိုတော့ဆိုင်ငယ်မောင်းရတာလဲအရင်ကစစ်လှုပ်ရှားစရာကောင်းပါလေခင်ဗျာအဲ့လိုနဲ့ပဲကျွန်တော်တို့တွားမဲ့နေရာရဲ့လမ်းခွဲကိုရောက်ရှိလာပါပြီကျွန်တော်တို့တွားမဲ့နေရာတော့တောင်မတ်တက်ပြီးမှလမ်းနဲ့တော်တော်ကျန်းတယ်လို့ကြားသိရပါတယ်အော်ဒါနဲ့စကားမဆက်ဒီဘိန်းလေးကတော့ကျွန်တော်မောင်းနေတဲ့ VFR ထောက်နေရပဲဖြစ်ပါတယ်ဟုတ်ပါတယ်လမ်းကတော့တော်တော်ကျန်းပါတယ်ကျွန်တော်တော့မနိုင်မနေနေဖြစ်နေပါပြီလမ်းဘေးတွေရောက်ကုန်ပါပြီဗျာခေါ်ချီးပြန်ပြန်နဲ့ကျွန်တော်တို့တွေခက်ခဲတက်လာတဲ့နေရာတွေအခုတော့မကြခင်ရောက်တော့မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့မူဆယ်ကလူတွေ Trump ဖြစ်နေတဲ့မော်တောင်းကတင်ပင်လည်းပဲဖြစ်ပါတယ်ဗျာအရင်ကလာပါတယ်ကျွန်တော်ရဲ့ပထမဦးဆုံးခောက်မြင်ဘူးတွေ့ဘူးတဲ့တင်ပင်လည်းကြီးပဲဖြစ်ပါတယ်အရင်လာပါတယ်ဗျာတဘောကအလားတရားကြီးကိုငေးတဲ့လူကငေးမိမွေးပြီးအကင်ဖို့ပြင်ဆင်နေတဲ့လူကပြင်နေအရင်ကိုစိတ်သူကိုယ်သူတက်ညီလက်ညီရှိတဲ့ကျွန်တော်တို့ညီကိုပိုင်ကားတွေပဲဖြစ်ပါတယ်ဗျာဒါတော့ကျွန်တော်တို့အုပ်ဆိုတဲ့အုပ်ကြီးပဲဖြစ်ပါတယ်ပိုင်ကား Northern Falcon ပိုင်ကားရဲ့အုပ်ကြီးပါ
ခုမြင်တွေ့နေရတာကတော့ကိုတီပဲဖြစ်ပါတယ်အိန္ဒိယကိုလမ်းပြမပြီးခေါ်ပြီးကလာကားပြနေရပါဒီတရားလည်းအခုမှပဲတက်သူထိုးတာဆိုတော့အေးကိုအန်တူနေပါတယ်အခုသူတို့ဆွဲပြီးကြတဲ့ဒီမှာကလာလေးနဲ့တော့ကျွန်တော်နဲ့လည်းမတီးပါဘူးကျွန်တော်လည်းမဆိုင်ပါဘူးခဏတောင်အတက်မှာဂျွန်းထိုးလိုက်မောက်လိုက်အိတ်လိုက်ဖြစ်နေတဲ့ကျွန်တော်တို့အဖွဲ့တွေဗျာအခုတော့တင်ပင်လေးကြီးကိုတဝါကြီးကြည့်ရှုခံဆိုင်အမောစိတ်မောဖြေနေကြပါပြီကျွန်တော်တို့ညီကိုတွေထဲမှာသူတို့နိုင်ငံကြီးသားပြည်သားတဲ့လူတွေလည်းရှိပါတယ်ခင်ဗျာကိုစားထားတဲ့အမိုက်တွေကိုပြန်ပြီးတော့တန့်ရှင်းပြန်လုပ်သွားတာပါကျွန်တော်တို့ရဲ့ဘဝအမောတွေကိုဒီတိမ်ပင်လေးနားမှာမပြေဖြောရင်အခုကျွန်တော်တို့နောက်ထပ်တနေရာကိုဆက်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်တနေရာကိုဆက်သွားနေပါပြီကျွန်တော်တို့အခုသွားနေတဲ့နေရာတော့မိဘမဲ့ကလေးတွေကိုဆရာတော်ဘုရားကပြုစုပြောထောင်ပေးတဲ့ကလေးတွေရှိနေတဲ့အတွက်ကျွန်တော်တို့တွားရလူတန်းချင်းဖြစ်ပါတယ်ဒီပါကိုအများနဲ့ဆွဲချင်နေတဲ့ကျွန်တော်တို့ Northern Falcon MC ကိုတွေကအလူတန်းလဲအများနဲ့လုပ်ပါတယ်ခင်ဗျာကလေးတွေတော့အလူတန်းလေးလုပ်ပေးရင်းနဲ့မူဆယ်မျိုးနဲ့ရွှေတင်မြေတစ်ဖက်ကမ်းမှာရှိတဲ့ရွာသူရွာရဲ့ဘုံကြီးကျောင်းကြီးဆက်ချပွဲပဲဖြစ်ပါတယ်ခင်ဗျာရိုးရဝစ်ဆောင်လေးတွေကိုစီနဲ့ရှန်အိုးစီပုံမောင်းတန်နေကြတော့အရန်ကိုနှဝင်ချိုလာပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာရတော့မမေ့နိုင်တဲ့ကျွန်တော်တို့ရဲ့အမတ်တရားတပ်ပုံလေးပဲဖြစ်ပါတယ်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်နော်ဘိုင်ဘိုင်